အခန်းနံပါတ်300ခုဒီဇလန်းကကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာပါအခုဒီအဲ့ဒီအကြောင်းကိုစဉ်းစားလိုက်တိုင်းခန္ဓာကိုယ်တစ်ခုလုံးအေးသွားတယ်ကျွန်တော်ကိုရီးယားကိုအလုပ်လာလုပ်တော့မွေမလောက်လို့အင်္ဂါကတက်တာတဲ့အဖတ်တို့တစ်ခုကိုရွေးခဲ့တယ်အဲ့ဒီနေရာအဟောင်းကြီးလူနေတယ်ညရောက်ရင်တိတ်ဆိတ်လုံးလို့ကိုယ်အသက်ရှူတာတော့ပြန်ကြရမလားဝဲကျွန်တော်ရတဲ့အခန်းနံပါတ်300ခုအင်ရှင်မတော့ပေတော့တစ်ခါတော့မျက်နှာဆိုရင်တို့ကြည့်ပြီးပြောတယ်ညမှာတင်ချမ်းမမှန်တာတွေကြားရင်အတန်မမှန်တာတွေကြားလို့ရှိရင်လုံးဝမထွက်ကြည့်ပါနဲ့တဲ့ကျွန်တော်အဲ့ဒီစကားကိုအယမ်းမယုံဟုတ်ပါတယ်လို့သာပြောပြီးဝင်နေလိုက်တယ်ပထမဆုံးညဘာမှမဖြစ်ဘူးဒုတိယည2 နာရီလောက်မှာခန်းနောက်ဘက်ကနေခြေထောက်ဆွဲတယ်လို့အတန်တစ်ခုကြားရတယ်ရှာကျွန်တော်ထိုင်နေရင်နားထောင်နေတယ်ထွက်မကြည့်ဘူးတတိယညမှာကျတော့အတန်ကပိုနီးလာတယ်ဒီတစ်ခါတော့အခန်းထဲကပဲထွက်လာတယ်လို့ပဲရှာကျွန်တော်အလင်းမဖွင့်ရဘူးဒါပေမဲ့ဖုံးမီးနဲ့တဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့အိမ်တကားနောက်ကနေရေလိုအမဲရောင်ကြီးအရေးရောင်အမဲရောင်ကြီးစီးထွက်နေတယ်နောက်နေ့မနေ့ကျွန်တော်အိမ်ရှင်မအောင်မေးတယ်အခန်း300ခွန်ဟာဘာဖြစ်ခဲ့တာလဲဆိုတော့သူမမပြောချင်ဘူးမျက်နှာပြောင်းသွားပြီးတော့နောက်ဆုံးမှတက်တိတ်လေးပြောတယ်မင်းမလာခင်ပြီးခဲ့တဲ့နေ့ကအဲ့ဒီအခန်းမှာမိန်းကလေးတယောက်ကိုတတ်ခဲ့တယ်တဲ့ကျွန်တော်ရင်တုန်သွားတယ်ဘလို့သူမခြေတော့မလုံးနိုင်တော့မြေပြင်ပေါ်မှာဆွဲသွားပြီးအဆုံးသတ်ခဲ့တယ်တဲ့အဲ့ဒီညမှာကျွန်တော်မအိပ်နိုင်ဘူးည2 နာရီထိစောင့်နေတယ်အတေးကြ2 နာရီ7ခွန်ရှာအတန်ပြန်လာတယ်အတန်ပြန်ကြားနေရတယ်ကျွန်တော်ဒီတစ်ခါတော့ကျွန်တော်မကြောက်တော့ဘူးလို့ကိုပြောပြီးတစ်ခါဖွင့်လိုက်တယ်အပြင်မှာမိန်းကလေးတယောက်မြေပြင်ပေါ်မှာလှုပ်ရှားနေတယ်သူမရဲ့မျက်လုံးတွေကကျွန်တော်မျက်နှာတစ်ခုလုံးကြည့်နေတာမျက်နှာပြင်တစ်ခုလုံးဖြူဖွေးပြီးတော့ခြေထောက်တွေကမလှုပ်လက်နဲ့ပဲမြေပြင်ကိုဆွဲပြီးကျွန်တော်ဘက်ကိုလာနေတယ်ရှာနဲ့ကျွန်တော်တကားပေးဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့သူမလက်တစ်ဘက်ကတကားကိုဖမ်းလိုက်ပြီးသူမကျွန်တော်ကိုကြည့်ပြီးတခါတည်းပြောတယ်မင်းနောက်ဆုံးထွက်မသွားဘူးဆိုရင်ငါနေရာမင်းယူရမယ်တဲ့အဲ့ဒီနောက်ကျွန်တော်ဘာမှမမှတ်မိတော့မနက်မှာမျက်လုံးဖွင့်လိုက်တဲ့အချိန်ကျွန်တော်အခန်းထဲမှာမဟုတ်တော့မြေပြင်ပေါ်မှာပဲကျွန်တော်လက်နဲ့တပြေးပြေးဆွဲပြီးရွေ့နေတယ်ရှာနဲ့အခုဒီဇလန်းကိုပြောနေတယ်လို့ကျွန်တော်မဟုတ်တော့ပါဘူးအခန်း300ခုနဲ့မှာနောက်တစ်ယောက်ပါဟုတ်ကဲ့ဒီဇလန်းလေးရတော့ကျွန်တော်ကိုရီးယားကိုရောက်ချင်းပါပဲကြုံရတဲ့ဇလန်းလေးပါကိုရီးဇလန်းလေးပါအားလုံးမျှဝေပေးခြင်းဖြစ်ပါတယ် channel တမဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and support လုပ်ပေးကြပါကျေးဇူးတင်ပါတယ်